ဒီကလေးမလေးဟာခံတီတစ်ခုကြောင့်လဲပက်နေပြီးအသက်ရှူကျန်နေခဲ့ပါတယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်လေးမှာပဲအမျိုးသမီးတစ်ယောက်က Heimlich maneuver လို့ခေါ်တဲ့အရေးပေါ်ဖြုစုနည်းနဲ့ကူညီပေးပြီးကလေးမလေးရဲ့အသက်ကိုကယ်တင်ပေးခဲ့ပါတယ်ဒီအမျိုးသမီးလေးမသိခဲ့တာကတော့သူကယ်တင်လိုက်တဲ့ကလေးမလေးဟာဘီလီယံနာတတိကြီးတစ်ယောက်ရဲ့သမီးဖြစ်နေတာပါတယ်ဘာစုလာပါမတောင်းမဲနဲ့ဒီအမျိုးသမီးလေးဟာအေးအေးဆေးဆေးပဲထွက်ခွာသွားခဲ့ပါတယ်နောက်ပိုင်းမှာတော့တတိကြီးဟာသူ့သမီးလေးစီကနေဒီအမျိုးသမီးကအသက်ကယ်ပေးခဲ့တာကိုသိသွားခဲ့ပြီးသူမကိုချက်ချင်းပဲလိုက်ရှာပါတော့တယ်ဒါပေမဲ့ဒီအမျိုးသမီးလေးအန်အောအားရတာကတော့တတိကြီးဟာသူမကိုသူ့ကလေးရဲ့အမေအဖြစ်တာဝန်ယူပေးဖို့လစာဒေါ်လာ3သိန်းနဲ့ကမ်းလှမ်းလာတာပါပဲချစ်စရာကောင်းတဲ့ကလေးမလေးကိုခင်တွယ်သွားတဲ့အတွက်ဒီအမျိုးသမီးလေးကသဘောတူလိုက်ပေမဲ့အခြေအနေတွေကပိုပြီးတော့ထူးဆန်းလာခဲ့ပါတယ်တတိကြီးကသူမကိုသူ့ရဲ့ဇနီးအဖြစ်လက်ထပ်ဖို့ပါထပ်ပြီးကမ်းလှမ်းလာခဲ့လို့ပါပဲသူမကညင်းဖို့ပြင်လိုက်ပေမဲ့လည်းတတိကြီးကလစာကိုဒေါ်လာ3သိန်းအထိချက်ချင်းတိုးပေးလိုက်ပါတယ်သူ့အမေကအိမ်တောင်ပြုဖို့ခဏခဏတိုက်တွန်းနေတာကိုဖြည့်ရှင်းရုံတက်တက်ပါလို့လည်းရှင်းပြခဲ့ပါတယ်ဒါတောင်မှဒီအမျိုးသမီးလေးဟာလက်မခံနိုင်စရာကောင်းတဲ့ဒီတောင်းဆိုမှုကိုညှင်းဆိုခဲ့ပါတယ်။ကောင်းလွန်ပြီးမယုံကြည်နိုင်စရာအပေးအယူတွေကိုသူမကမယုံကြည်လို့ပါပဲ။သူမထွက်ခွာသွားတော့မယ့်အချိန်မှာပဲတထေးကြီးရဲ့အမေကရောက်လာခဲ့ပါတယ်။တိုက်ဆိုင်ဆိုင်ပဲအဘွားကြီးကသူမကိုမှတ်မိသွားခဲ့ပါတယ်။အရန်ကိုဝမ်းသာသွားတဲ့အဘွားကြီးဟာမြင်းမလေးကိုကယ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့သူမကိုညွှန်းညွှန်းထွေးထွေးကြိုဆိုခဲ့ပြီးဒီဇိုင်နာအဝတ်စားတွေနဲ့ဈေးကြီးတဲ့လက်ဝတ်ရတနာတွေကိုလက်ဆောင်တွေပေးပါတော့တယ်။ဒီအမျိုးသမီးလေးဘာမှတော့တေးကြမစင်စားရသေးခင်မှာပဲသူမရဲ့ဘဏ်အကောင့်ထဲကိုဒေါ်လာ2000ရုတ်တရက်ရောက်လာခဲ့ပါတယ်။သူမကလန့်သွားပြီးပတ်စံတွေကိုပြန်ပေးဖို့စူးစမ်းပေမဲ့လည်းအဘွားကြီးကတော့ဒါဟာပထမဆုံးအချိန်လာလေတဲ့အတွက်အမှတ်တရလက်ဆောင်ပါလို့ပြောပြီးညှင်းဆိုခဲ့ပါတယ်။သူသားက romantic မဆန်တတ်တဲ့အတွက်ဒီခံပေးဖို့လည်းသူမကိုတောင်းဆိုခဲ့ပြီးနှစ်ယောက်တည်းလွတ်လွတ်လပ်လပ်စကားပြောနေအောင်ထွက်သွားပေးခဲ့ပါတယ်။တထေးကြီးကသူမကိုအိတ်ခမ်းထဲချက်ချင်းခေါ်သွားပြီးသူ့အမေရှိမှတရုတ်ဆောင်ပေးဖို့မဟုတ်ရင်တော့ဒေါ်လာ2000ကိုပြန်သိမ်းမယ်လို့ချိန်ချောက်ပါတော့တယ်။အဘွားကြီးစိတ်ချမ်းသာဖို့အတွက်ဒီအမျိုးသမီးလေးကမတက်တာပဲသဘောတူလိုက်ရပါတယ်။ဒါပေမဲ့တထေးကြီးရဲ့ခေါင်းအောက်မှာအမျိုးသမီးသုံးမျက်နှာဖုံးတစ်ခုကိုတွေ့သွားပြီးတထေးကြီးကထင်တော့ကြီးလဲအေးဆေးတဲ့လူမဟုတ်တာပဲလားလို့စားနှောက်လိုက်ပါတယ်။တထေးကြီးကမျက်နှာဖုံးကိုချက်ချင်းပြန်လှူလာပြီးတင်းမာတဲ့အမူအရာနဲ့ဒါဟာသူ့သမီးလေးရဲ့အမေပိုင်တဲ့ပစ္စည်းဖြစ်ကြောင်းမမျှော်လင့်တဲ့အခြေအနေတွေကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေပဲအဆက်အသွယ်ပြတ်သွားခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ရုတ်တရက်ဒီအမျိုးသမီးလေးဟာတထေးကြီးရဲ့မျက်နှာကိုတေချာကြည့်နေတဲ့အချိန်မှာမင်းပြောင်နေခဲ့တဲ့အတိတ်ကအမတ်တရတခုပြန်ပေါ်လာခဲ့ပါတယ်။သူမရဲ့မျက်နှာမှာလည်းထိတ်လန့်သွားတဲ့အရိပ်အယောင်တွေဖြတ်ပြေးသွားခဲ့ပါတယ်။တထေးကြီးကသူမရဲ့တုံ့ပြန်မှုကိုနားမလည်နိုင်ဖြစ်နေပေမဲ့လစ်ရှူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမဟာတကယ်ကိုထိတ်လန့်သွားတဲ့အမှန်တရားတစ်ခုကိုသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒါကတော့သူမကိုယ်တိုင်ဟာဒီကလေးမလေးရဲ့အရင်ခောက်ခောက်အမင်းအရင်ကကြီးဖြစ်နေနိုင်ကြောင်းပါပဲ။